မေးမင်္ဂလာပါကျွန်တော် family mobile နဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မိတ်ဆက်ပေးမယ့်ဖုန်းလေးကတော့ကျွန်တော် Xiaomi တွေကတော့အကျန်းစာမိုက်စာ flagship ဖုန်းတစ်လုံးနဲ့မိတ်ဆက်ပေးသွားမယ်ဒီကောင်လေးက2025ခုနှစ်အစောပိုင်းမှာထွက်ထားတဲ့ဖုန်းလေးပေါ့နော်ကျွန်တော် Xiaomi 15 Ultra လေးပဲဖြစ်ပါတယ်ဒီနေ့ရောင်းချပေးမယ့်ဖုန်းလေးက Xiaomi 15 Ultra လေးပေါ့နော်ဒီကောင်လေးကအတစ်စီးနဲ့အများကြီးတောင်ကျွန်တော်တို့ရောင်းချပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဘုပစ္စည်းအစုံအာမခံကျန်ကျွန်တော်တို့အဝေးပေါင်းချရဆက်ပါတဲ့ Xiaomi 15 Ultra လေးပေါ့နော်တော့ flagship ထဲမှာကျွန်တော်တို့လုံးဝဈေးတန်းအတင်းတင်းနဲ့ကိုင်ရမယ် Xiaomi 15 Ultra ဒီကောင်လေးကိုဘယ်လောက်နဲ့ရောင်းချပေးမလဲဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုတစ်ချက်အဆုံးထိကြည့်လိုက်ကြစို့ဗျကျွန်တော်ဒီကောင်လေးကိုသူ့ရဲ့ဈေးနှုန်းလေးကိုမပြောခင်မှာသူ့ရဲ့ specification ကိုတစ်ချက်ကြည့်လိုက်မယ် screen size အနေနဲ့တော့နည်းနည်းကြည့်ရပါတော့သူ့ရဲ့ screen size ကဆိုရင် 6.73 inch display ရှိမယ်ကျွန်တော်တို့ LTPO AMOLED display ကိုတုံးပေးထားတဲ့ 60p color 120Hz refresh rate ရပြီးတော့3200နဲ့ဆိုတော့ကျွန်တော်နေပူထဲမှာမှန်နေဖုန်းတွေပါကြည့်မယ်ပေါ့နော်ဖုန်းမှန်ကြည့်မယ်ဆိုရင်ကျွန်တော်ကြည်လင်ဖြတ်သားတဲ့ရုပ်ထွက်တွေကိုရရှိစေမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီကင်မရာပိုင်းမှာဆိုလဲကင်မရာ၄လုံးထိပါဝင်လာပါတော့တော့ main camera ကတော့50 megapixel အထိပါလာမယ်ပေါ့နော်ကျွန်တော်ဒီသူ့ရဲ့ fingerprint မှာဆိုလဲ ultrasonic fingerprint လေးဖြစ်သွားမယ်ကျွန်တော်လက်ဖွေကတင်ပွင့်ပေါ့နော်ကျွန်တော်အရင်တော့ငါ fingerprint နေနဲ့မတူဒီကောင်လေးကတင်လိုက်တာနဲ့ပွင့်နေရေးတွေပါဆိုပြီးတော့ထိပြီးတော့ဖွင့်မယ်ဆိုရင်လည်းကျွန်တော်ပွင့်နေပေါ့နော် ultrasonic နဲ့ဖြစ်သွားမယ်ကျွန်တော် battery အနေနဲ့9410 mAh ထိပါဝင်လာပြီးတော့ကျွန်တော်သူ့ရဲ့အာသွင်းကြိုးပါဆိုရင်90 watt အာသွင်းကြိုးနဲ့ဆိုတော့ကျွန်တော်အားဝင်လေလုံးဝမြန်နေပုံနော်ကျွန်တော်ကင်မရာဦးစားပေးထုတ်ထားတဲ့ဖုန်းလေးတစ်လုံးဖြစ်တဲ့ကျွန်တော်ကင်မရာရိုက်မဲ့သူတွေဆိုပို့ပြီးကြိုက်ကြXiaomi 15 Ultra လေးရဲ့ SoC ဘိုင်းမှာဆိုလဲ Snapdragon 8 ကိုသုံးပေးထားတဲ့အတွက်ကြောင့်မလို့ကျန်းစာ performance အနေနဲ့ရရှိမှာဖြစ်ပါတယ်ဒီကောင်လေးကကျွန်တော်2025ခုနှစ်ကျွန်တော်ဖေဖော်ဝါရီလမှာထွက်ထားတဲ့ဖုန်းလေးပေါ့နော်အဲ့တော့ကျွန်တော်2025အစောပိုင်းကထွက်ထားတဲ့ဖုန်းလေးပဲဖြစ်ပါတယ် Xiaomi 15 Ultra ကျွန်တော် RAM 16512လေးပါအသေးစိတ်မှဆိုရင်တော့ကျွန်တော်43သိန်းမှာ1000ရှိပါတယ်ကျွန်တော်စက္ကန့်ရောင်းပေးမဲ့ဈေးလေးကတော့အများကြီးတန်ပါတယ်ပေါ့နော်အသေးစိတ်နဲ့10သိန်းကျော်17သိန်းဝန်းကျင်လောက်ထိကိုကွာရမယ်ကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းလေးက32သိန်းကျပ်နဲ့ရောင်းချပေးမယ်ကျွန်တော် RAM 16512ပစ္စည်းအစုံအမခံချက် origin နဲ့အသွင်ကောင်းတွေရောစပါတယ်ပေါ့နော်ဒီကောင်လေးကိုရောင်းချပေးမဲ့ဈေးနှုန်းလေးက32သိန်းနဲ့ရောင်းချပေးတော့မယ်ကျွန်တော်မိတ်ဆွေတို့ဒီဖုန်းလေးကိုစိတ်ဝင်စားလို့ဆက်သွယ်စုံစမ်းဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဆိုင်လေးစာလေးဖြစ်တဲ့115လမ်း9495ကြား family mobile မှာနော်ကျွန်တော်မန်လေးမြို့မှာပါမန်လေးမြို့မှာပဲရှိရပါဆိုင်မှာလာဝယ်ယူအားပေးလို့ရတယ်လို့ကျွန်တော်ဖုန်းနံပါတ်လေးဖြစ်တဲ့39438359993993838331ခုမှာဆက်သွယ်စုံစမ်းဝယ်ယူအားပေးလို့ရပါတယ်နော်